နင်းနေကြာနေပြီဒီမှာနင်းနေကြာပြီကြာနေပြီနော်ဒီနာဂာနူရဲ့မဆုမှုတူမျိုးမှာနင်းနေကြာမြင်လားနော်ခွေးနေတယ်ဟောကလေးတို့ရေပြောစရာရှိတယ်အဲ့ဒါဘာလဲဆိုရင်နော်အန်ဖိုးကိုလေမိန်းကလေးတွေပေါ့နော်အန်ဖိုးကိုဘာလက်မှတ်နေအန်ဖိုးလက်မှတ်ရှိတဲ့သူရှိလားသူကခိုက်တော့ဘောနော်18ကနေ29ကြားနော်18ကနေ29ကြားကိုအရက်ကတော့155 စင်တီမီတာရှိရပါမယ်နော်ဒီကတော့ကျွေးစနစ်ပါစိတ်ဝင်စားရင်ခိုင်ပါရမီခွန်56ကို303လုံး16ရဲ့နော်ဘိုက်ပါမှာမေးလို့ရပါတယ်ရှင့်အော်ဒီနေ့လေဘကိုးကန့်9ရက်နေ့မလို့ဘကိုးကန့်ဖွင့်နေနော်12ရက်နေ့မှာရန်ကုန်ကန်တန်းလေးဖွင့်ပေးပါမယ်နော်ရန်ကုန်ကန်မှာတော့ယောက်ျားလေးတက်လို့မရဘူးပေါ့နော်ဘကိုးကန်မှာယောက်ျားလေးရပါသေးတယ်နော်ရသေးတယ်နော်ပြီးသွားရင်စိုက်ပျိုးရေးလဲခေါ်တယ်နော်စိုက်ပျိုးရေးလဲခေါ်တယ်ခိုက်ခေါ်လဲခေါ်တယ်ပြီးသွားရင်ယောက်ျားလေးကကြတော့တခုတည်းကားပေါ့နော်ကားဒရိုင်ဘာအဲ့ဒါလဲခေါ်တယ်နော်ပြီးသွားရင်စားတောက်ဆိုင်ကတော့မိန်းကလေးတီးတန့်ကိုမှအန်တရီအောင်ရမယ်ပေါ့နော်လာသာကောင်းတယ်အဲ့ဒါလည်းစိတ်ဝင်စားရင်စောစောပြောတဲ့ဖုန်းနံပါတ်လေးကိုဆက်ပေးပါလို့နော်ဒီမှာလေဒီမြို့မှာရောက်နေတာဒီမှာနှင်းကြတာလေးလည်းပြရမယ်ဟိုဗာလဲအဆုမူတူရဲ့ဟိုပါအလားလေးပြမယ်နော်ဟိုပြီးသွားရင်အခုကဒီမြို့ကိုလာတဲ့အကြောင်းကြီးကဒီမြို့မှာတက်နေတဲ့ကျောင်းတက်နေတဲ့ကလေးတွေအစင်ပြေလားအချိန်မိုင်းလုပ်ပြီးအဆောင်နေထိုင်အစင်ပြေလားဆိုလာကြည်တာကလေးတွေအကုန်လုံးကအစင်ပြေတယ်သူတို့ဘောနော်အချိန်မိုင်းလောက်ကလည်းကျောင်းဒီတစ်ခါလေးရှာပြီးတာဆိုတော့သူတို့တွေအကုန်လုံးအစင်ပြေတယ်တဲ့နော်ပြီးတော့သူလည်းစာကြိုးစားကြတယ်စာကျောင်းကလည်းစာကောင်းတင်ပြီးရဆိုတော့ကိုဝမ်းတာရတယ်လေနော်အဲ့တော့အခု10လပိုင်းကျောင်းကို6ချင်တဲ့သူတွေနော်ဖုန်းနံပါတ်တစ်လုံးပေးမယ်နော်အဲ့ဒီမှာမေးလို့ရပါတယ်အဲ့ဒီကျောင်းစတူဒန့်ဗီဇာပိုင်းကိုင်တဲ့သူတွေကတနင်္ဂနွေနေ့ဆိုပိတ်တယ်နော်အဲ့ဒါလေးသတိပြုပေးပါဒီမှာနှင်းကြတာလေးရိုက်ကြအောင်39 40 44 3 မှာနော်40 44 3 နော်အဲ့ကိုဆက်သွယ်မိလို့ရပါတယ်ရှိဘယ်မှာနှင်းရတာခုမှကြာကားသားဆိုတော့ဟိုစာပိုလိုလောက်တော့မများဘူးပေါ့နော်ဒါပေမဲ့လည်းနှင်းမမြင်ဘူးတဲ့သူဆိုတော့နှင်းမြင်တာနဲ့ကိုရိုက်ချင်နေတာဒီမှာနှင်းကြတာကိုရဲကရေခဲတောင်သွားတာကြတာနှင်းကမကြောက်ဘူးလေနော်အရင်ကြထားတဲ့နှင်းတွေကိုပဲရှိတာဆိုတော့ကဲမှတ်မိတယ်နော်ခိုင်ပါရမီကျောင်းကလေဟိုပါပေါ့နော်ဒီတလာပိုင်းကျောင်းတွေကနော်တလာပိုင်းကျောင်းက9ရက်နေ့ဆိုဒီနေ့ရယ်12ရက်နေ့မှာလည်းဖွင့်ဖို့ရှိတယ်မန္တလေးဖုန်းနံပါတ်က39ကို955 133 2လုံး18နော်မကွေးဖုန်းလည်းရှိတယ်ဒီပြင်းနဲ့စုပုံလာပါတယ်နော်မကွေးဖုန်းကကြတော့25463 လုံး35ပါရှင့်လိုင်မှာကြတော့39ခွန်8 33လုံး8519ပါဟိုးမှမြင်နေရတာကဒီမှာညဆောင်တိတ်မပေါ်လို့ဟောဒီမှာ